ကမ္ဘာအားကစားလောကရဲ့အခက်ခဲဆုံးနီးပြအလောက်ကဘာလဲအားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကမ္ဘာအားကစားလောကမှာအစိတ်ခွက်ကိုတောက်ရတယ်လို့မျိုးအလွန်ခက်ခဲလွန်းတဲ့နီးပြရာထူးတွေအများကြီးရှိပါတယ်အောင်မြင်မှုမှတ်တမ်းတွေတိတ်ကြီးမားလွန်းတဲ့ Manchester United Ferrari ပြိုင်ကားအသင်းဒါမှမဟုတ် American အမျိုးသမီးဘောလုံးအသင်းစတာတွေဟာပရိသတ်တွေရဲ့မျှော်လင့်ချက်တွေကိုတောင်ပုံရာပုံအောက်မှာဖိအားတံကိုအလိုလဲခံကြရတာပါဒါပေမဲ့အဲ့ဒီထဲကမှအင်္ဂလန်အမျိုးသားဘောလုံးအသင်းရဲ့နီးပြရာထူးဟာမဖြစ်နိုင်တဲ့အလုပ် an impossible job လို့တောင်အမည်တွင်ရတဲ့အထိဘာကြောင့်အခက်အခဲဆုံးဖြစ်နေရလဲဆိုတာစိတ်ဝင်စားစရာအချက်တွေရှိနေပါတယ်။ပထမဆုံးအချက်ကတော့အင်္ဂလန်အသင်းရဲ့တမိုင်းကြောင်းနဲ့လက်ရှိအခြေအနေကြားကကွာဟချက်ပါပဲ။အင်္ဂလန်ဟာကမ္ဘာအချမ်းသာဆုံးနဲ့ပရိသတ်အကြီးအများဆုံးဖြစ်တဲ့ Premier League ပြိုင်ပွဲကြီးကိုပိုင်ဆိုင်ထားတာပါ။ဒါပေမဲ့နိုင်ငံအသင်းအနေနဲ့ကတော့1966ခုနှစ်မိမိတို့နိုင်ငံမှာကျင်းပခဲ့တဲ့ကမ္ဘာဖလားကိုပဲတစ်ကြိမ်ရရှိခဲ့ပူပါတယ်။ဒီလိုမျိုးအရင်းအမြစ်တွေအကျွယ်ဝါဆုံးရှိနေပါလျက်နဲ့စူပလာမှတ်တမ်းကတိတ်ကိုနေပါလုံးနေတာဟာနီးပြတစ်တိုင်းအတွက်ကြီးမားတဲ့ဝန်တုံးဝန်ပိုးတစ်ခုဖြစ်စေပါတယ်။ဘယ်နီးပြပဲလာဘာလို့ငါတို့စီမှာအကောင်းဆုံးကစားသမားတွေရှိနေပြီးဖလားမရတာလဲဆိုတဲ့မေးခွန်းကိုအမြဲတမ်းဖြေရှင်းနေရတာမျိုးပါ။နောက်ထပ်အခက်အခဲဆုံးအစိတ်ပိုင်းတစ်ခုကတော့ဒီတိမ်မီဒီယာတွေနဲ့ပရိသတ်တွေရဲ့အစမတန်မြင်မာလို့နဲ့မျှော်လင့်ချက်တွေပါပဲ။အင်္ဂလန်မှာဘောလုံးဟာဘာသာတရားနီးပါးကိုအရေးပါပြီးပရိသတ်တွေဟာသူတို့အသင်းကိုကမ္ဘာအကောင်းဆုံးလို့အမြဲတမ်းသတ်မှတ်ထားလေးရှိကြပါတယ်။အသင်းနိုင်ရင်တော့ကစားဟန်မလားလို့ပြောခံရပြီးရှုံးရင်တော့တနိုင်ငံလုံးရဲ့ရန်သူတစ်ဖွဲပြစ်တင်ရှုံချတာကိုခံရတဲ့အတွက်စိတ်ဓာတ်ကြံ့ခိုင်မှုဟာအဓိကတော့ချက်ဖြစ်လာပါတယ်။ဒါပြင်ပရီးမီးယားလိရဲ့အောင်မြင်မှုဟာအင်္ဂလန်အသင်းအတွက်ကောင်းကျိုးပေးသလိုတစ်ဖက်မှာလည်းအဟန့်အတားဖြစ်စေပါတယ်။ကမ္ဘာအဆင့်မီကစားသမားတွေအင်္ဂလန်မြေမှာပဲစုပြုံနေပေမဲ့အင်္ဂလန်လက်ရွေးစင်ကစားသမားတွေအတွက်တော့ပွဲထွက်ခွင့်ရဖို့ရုန်းကန်ရတာမျိုးတွေရှိတတ်တာမျိုးပါကလပ်အသင်းတွေရဲ့ပြင်းထန်တဲ့ပွဲစဉ်ဇယားတွေကြောင့်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကိုအကောင်းဆုံးထုတ်ယူနိုင်ဖို့ဆိုတာကလည်းတကယ်ကိုကောင်းခဲစရာဖြစ်နေပါတယ်အင်္ဂလန်နီးပြဆိုတာအကောင်းဆုံးပါဝင်ပစ္စည်းတွေကိုရထားပေမဲ့အရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်အောင်ချက်ရခတ်နေတဲ့စပိုမှုတစ်ယောက်နဲ့ပိုလို့တောင်တူနေပါသေးတယ်လက်ရှိမှာတော့ Thomas Tuchel ဟာအင်္ဂလန်အသင်းနဲ့2028ဥရောပဖလားပြိုင်ပွဲအထိစာချုပ်သစ်ချုပ်ဆိုခဲ့ပါပြီသူ့ရင်က Graham Taylor လိုနီးပြကြီးတွေတောင်ဒီမဖြစ်နိုင်တဲ့အလုပ်ထဲမှာရုန်းကန်ကြရတာကိုကြည့်ရင်တူဟဲအတွက်ဘလောက်တောင်စိန်ခေါ်မှုကြီးမလဲဆိုတာမှန်းဆနိုင်ပါတယ်။တူဟဲဟာဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့အတွက်အင်္ဂလန်ပရိသတ်တွေရဲ့ယုံကြည်မှုကိုရဖို့ဆိုရင်ရလက်တစ်ခုတည်းနဲ့မလုံလောက်ပဲနိုင်ငံရဲ့ဘောလုံးယဉ်ကျေးမှုနဲ့ပါတသားတည်းကြအောင်စူးစမ်းရအောင်ပါပါ။အင်္ဂလန်နီးပြယာတူဟာကမ္ဘာဘောလုံးလောကရဲ့အမြင့်ဆုံးဂုဏ်ဒရက်တစ်ခုဖြစ်တယ်လို့အမားမခံတဲ့အလွန်အန္တရာယ်များတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ငွေကြေးအရင်းအမြစ်နဲ့ပရိသတ်ထောက်ခံမှုတွေအပြည့်အဝရှိနေပေမဲ့အောင်မြင်မှုဆိုတဲ့ပန်းတိုင်းကိုမရောက်နိုင်သေးတဲ့တမိုင်းကျွေးတွေကိုပြန်ဆက်ရမှာဖြစ်လို့ဒါဟာကမ္ဘာအားကစားလောကမှာအခက်အခဲဆုံးနီးပြအလုပ်လို့သတ်မှတ်ထားခံရတာဖြစ်ပါတယ်ဒီလိုရတာရှိတဲ့သုံးသက်ချက်တွေကိုအမြဲနားဆင်နိုင်ဖို့ MM Bookies Page ကို Like and Follow လုပ်ထားပေးဖို့ပြောကြရင်အဆုံးသတ်ပါရစေကျေးဇူးတင်ပါတယ်